ဒီအချက်၈ချက်ကိုမသိဘဲနဲ့ကြောင်မမွေးပါနဲ့သူများကြောင်လေးရဲ့ချစ်စရာလေးအိမ်မှာမွေးကြည့်ချင်လိုက်တာအလကားရတာပဲမွေးကြည့်မယ်ဆိုပြီးစဉ်းစားလိုက်ဒီဗီဒီယိုလေးကိုကြည့်ပေးပါနံပါတ်1ကပတ်စံမရှိမမွေးပါနဲ့ကြောင်လေးတွေကတက်ရှိတက်တော်ဖြစ်တဲ့အတွက်သူတို့ကိုပြုစုဆောင်ရှောက်ရတဲ့ဈေးကမသေးပါဘူးလူတွေလိုစာတင်ကြောင်းရရတဲ့ဈေးမရှိပေမဲ့ကျန်တာအကုန်နီးဘက်ကကုန်ကြစိတ်ကလူတွေမွေးတယ်လို့မတူရင်တော့ပိုများပါတယ်ကြောင်စာတဲကာကွယ်ဈေးနေမကောင်းရင်ကုသဈေးအားလုံးကကြောင်တကောင်အတွက်အနှိမ့်ဆုံးတစ်လကိုမြန်မာငွေ3သိန်းကနေ10သိန်းအထိရှိတတ်ပါတယ်ကြောင်ချစ်တယ်မွေးဖို့ပတ်စံမရှိရင်လမ်းဘေးကြောင်လေးတွေကိုကြောင်သာကြွေးပါကြောင်ကဖေးတွေသွားပါသူများအသက်တစ်ချောင်းကိုကိုယ့်ဘက်ကတာဝန်ယူနိုင်မဲ့အခြေအနေရှိမှတာဝန်ယူတာပိုကောင်းပါတယ်နံပါတ်2ကကြွက်ခုတ်ဖို့အတွက်ကြောင်မမွေးပါနဲ့ပညာနဲ့အလံဝေးတဲ့လူတွေမှာဒီလိုမျိုးအတွေးခေါ်ရှိတတ်တယ်ဗျကြောင်လေးတွေကလွန်ခဲ့တဲ့နှစ်ပေါင်းရာပေါင်းများစွာကလေးကလူတွေနဲ့အတူနေဖို့ evolve ဖြစ်လာတဲ့အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်လို့အမဲလိုက်တဲ့ဗီဇကဘိုက်ရန်စာမှလောက်တတ်ပေမဲ့တာမန်ကြောင်လေးတွေကမလိုအပ်ရင်ကြက်ခုတ်တာငှက်လိုက်တာမလုပ်တတ်တော့ပါဘူး။ကြွက်တွေငှက်တွေကနေတဆင့်ကူးဆက်တဲ့ယောဂတွေကကြောင်လေးတွေကိုကူးဆက်နိုင်တဲ့အတွက်သူတို့ကျန်းမာရေးအတွက်လည်းမသိတော့ပါဘူး။ကြွက်တောင်ကြောက်ကဈေးပေါ်ပါတယ်။ကြွက်တောင်ကြောက်ပဲသုံးပါ။နံပါတ်3ချီးသေးယူရင်မွေးပါနဲ့။ကြောင်မွေးရင်ကြောင်အတွက်အိမ်သာထားပေးရပါတယ်။ကြောင်အိမ်သာကိုလေတာလို့ခေါ်ပြီးကြောင်အများစုကတော့အသက်အရန်ကြိုက်လို့သူတို့ချီးပါသေးပေါက်ရမယ်လေတာကလွဲလို့ကျန်တဲ့နေရာကိုအကြောင်းရင်းမရှိပဲမစွန့်ပါဘူး။အဲ့လိုလေတာတဲ့ချီးပါသေးပေါက်ရင်တော့တစ်နေ့2ခေါက်အနည်းဆုံးအနက်မထွက်အောင်သူတို့အတွက်လေတာကိုတန်ရှင်းလုပ်ပေးရပါတယ်။တချို့ကြောင်လေးတွေကလေတာမတန့်ရှင်းရင်အိမ်သာမသွားတာတော့ရှိပါတယ်။ဆိုတော့မိတ်ဆွေကယွန်တက်ရင်ကြောင်မမွေးပါနဲ့။အမှတ်4ကဆေးကုကာကွယ်ဆေးထိုးမလုပ်ပေးနိုင်ရင်မမွေးပါနဲ့။လူတွေမှာကူးစက်တတ်တဲ့ယောဂရှိသလိုကြောင်လေးမှာလည်း HIV ကတူကူးစက်တတ်တဲ့ FIV, FLV ယောဂတွေရှိပါတယ်။ကာကွယ်ဆေးမထိုးရင်အပြင်ပေးထွက်လို့တခြားကြောင်တွေနဲ့ရန်ဖြစ်ရင်ယောဂကူးလာနိုင်တဲ့အတွက်သူတို့ယောဂခံစားရပြီးအသက်ဆုံးရှုံးနိုင်တဲ့အတွက်ဆေးကုကာကွယ်ဆေးမလုပ်ပေးနိုင်ရင်မမွေးပါနဲ့။နံပါတ်5ကတင်းတာတားဆက်ချာကာကွယ်တာကိုမယုံရင်မမွေးပါနဲ့။ကြောင်လေးတွေကအသက်8လလောက်ကစပြီးကိုယ်ဝင်ဆောင်နိုင်ပြီးတစ်ခါဆောင်ရင်3လလောက်နဲ့4ကောင်နဲ့8ကောင်အထိမွေးနိုင်ပါတယ်။လူလိုမစင်းစားနိုင်တဲ့သတ္တဝါလေးတွေမို့မောင်နှမမို့ဆိုပြီးရှောင်မှာမဟုတ်တဲ့အတွက်မွေးလာတဲ့ကလေးတွေကနေတဆင့်အများကြီးပေါက်ဖွားနိုင်တာမို့ပေါက်ဖွားလာတဲ့ကလေးတွေကိုကြောင်တန်းစိတ်မကြွေးနိုင်ဘူးဆိုတာကတားဆက်ချဖို့လိုအပ်ပါတယ်။အဲ့ဒါကိုမယုံရင်မမွေးပါနဲ့။နံပါတ်6ကအချိန်မပေးနိုင်တာစိတ်မရှိနိုင်ရင်မမွေးပါနဲ့။ကြောင်လေးတွေကမနဲ့နဲ့ညခွဲခြားနိုင်ဖို့အချိန်ယူသင်ပေးရတာဖြစ်တဲ့အတွက်တခါလေညဘက်ကိုအိပ်ပျော်နေပေမဲ့သူတို့ကဗိုက်စာလို့ဖြစ်စော့ကျင်လို့ဖြစ်လာနိုးနိုင်ပါတယ်။အဲ့လိုလုပ်တာဒါမှမဟုတ်အိမ်ကပရိဘောကနဲ့တတ်မဲ့ပစ္စည်းတွေကိုကုတ်ဖြတ်တာရေခွက်တွေကိုတိုက်ချတာစတဲ့လုပ်ရက်တွေကိုတီးခံဖို့စိတ်ရှည်ဖို့လိုအပ်ပါတယ်။အဲ့လိုမလုပ်ရင်နိုင်ရင်မမွေးပါနဲ့။နံပါတ်9ကဘဝအခြေအနေပြောင်းသွားရလို့စွန့်ပစ်မယ်ဆိုရင်အစတည်းကမမွေးပါနဲ့။ကိုယ့်ဘောကမတည်ငြိမ်သေးဘူးပြောင်းရွှေ့ဖို့ရှိတယ်နိုင်ငံရေးခြားသွားဖို့ရှိတယ်ဆိုရင်ကြောင်လေးတွေကိုမမွေးပါနဲ့သူတို့မှလည်းလူတွေလိုတန်ရောစင်တွေ့ကတ်တတ်တာမို့လူကြီးမင်းကစွန့်ပစ်ခဲ့ပေမဲ့သူတို့ရဲ့အသိဉာဏ်တွေမှာလူကြီးမင်းကိုတစ်သက်လုံးစွန့်ပစ်နိုင်ကြမှာနိုင်မှာပါနံပါတ်10ကသူနဲ့နောက်ဆုံးအထိမနေပေးနိုင်ရင်မမွေးပါနဲ့ကြောင်လေးတစ်ကောင်ရဲ့တက်တန်းကမျိုးရိုးလိုက်အသက်10နှစ်ကနေအသက်20အထိရှင်သန်နိုင်ကြပါတယ်အသက်အရွယ်ကြီးလာတဲ့ကြောင်လေးတွေကလူတွေလိုနာမယ်အိုမယ်ဖြစ်တဲ့အတွက်နေဝင်ချိန်မှာသူတို့ကိုပြုစုဆောင်ရှောက်ဖို့ပုံမခက်ခဲလာမှာပါဒီအကြောင်းအရာတွေကိုခေါင်းထဲထည့်ပြီးလက်မခံနိုင်ရင်မမွေးပါနဲ့နောက်ဆုံးပြောချင်တာကတာဝန်မြူနိုင်ပဲကြောင်မွေးပါနဲ့လူကြီးမင်းရဲ့ဘဝကစာအုပ်တုပ်ဆိုရင်သူတို့ကလူကြီးမင်းရဲ့စာအုပ်အတွက် chapter လေးတစ်ခုဖြစ်ချင်ဖြစ်ပေမဲ့သူတို့အတွက်တော့လူကြီးမင်းကသူတို့ရဲ့စာအုပ်တုပ်အောင်လုံးပါကြောင်လေးတွေကိုမိသားစုဝင်အဖြစ်သတ်မှတ်ပေးပြီးကြောင်တန်းစိတ်ထားနိုင်မှနှစ်ပေါင်းများစွာကာကွယ်စောင့်ရှောက်ပေးနိုင်မှကြောင်မွေးပါလို့မေတ္တာရက်ခံအပ်ပါတယ်